တော့ဗာပြောချင်နေဆိုတော့ဗောနော်ဒီဗီဒီယိုကြည့်လိုက်တဲ့အချိန်မှာဟိုဘာလို့ပြောလဲအရင်ကြီးကျင်သွားတာတော့ကျွန်တော်တို့မာလည်းဖြစ်တယ်လေမြန်မာပြည်မှာလည်းဒီနာကင်မုန်တိုင်းတိုက်တဲ့အချိန်မှာဒီအိမ်နေပြိုပြီးတော့လူတွေလည်းတည်ကြတယ်အဲ့ဒီအချိန်မှာဗောနော်ကျွန်တော်တို့ကလည်းရန်ကုန်တိုင်းမှာပဲနေတာဗောနော်ရန်ကုန်တိုင်းတန်လင်းမြို့မှာနေတာဗောအဲ့ဒီအချိန်တော့ဒီနာကေကကျွန်တော်တို့စီမှာတိုက်သွား2ကြိမ်တိုက်သွားတယ်ပထမတစ်ချိန်ကျတော့မနက်ပိုင်းကျွန်တော်တို့ဝီလီဝင်းနဲ့ဆိုတော့လေဟိုပေါ့3နာရီ4နာရီလောက်လာမနေ့စိုးကြီးပေါ့အဲ့လောက်အချိန်ကြီးပေါ့တစ်ခါတိုက်သွားတယ်အဲ့မှာမိဘတွေကျွန်တော်အမေကဟိုအဲ့မှာဆူတောင်းတာပေါ့ဟိုပါလဲဒီလေးနေမေးမိုးနဲ့လေးမေးပါတော့ဘောလို့အစုံများပြားလာပြီဆိုတော့ဒီဟိုပါလဲဒီပါဘောတော့ soft shop ပါပြတဲ့ညပြတဲ့ညလည်းပြောလိုက်ပေါ့ဟိုကတစ်ဖက်ပြီးသွားပြီဆိုရနောက်တစ်ဖက်လည်းကြာတော့ကျွန်တော်ပါလဲဆိုတော့အိမ်ကအလုံးလိုက်ကျွတ်သွားတယ်ချင်းရရှိတဲ့တစ်ပင်တွေပြပင်တွေအကုန်လုံးအပြင်မှာတော့အကုန်လုံးအကုန်လုံးလဲတဲ့ချန်တခုအိမ်တခုလုံးလည်းပြုတ်သွားပြီးဒီထဲမှာကိုပါဝါ open နဲ့ကျန်ခဲ့တယ်အဲ့လိုမျိုးချင်းတွေပြစ်သွားတာပေါ့ဒီဗီဒီယိုထဲမှာလည်းလောက်ထားတဲ့ပုံစံလေးကိုလည်းကျွန်တော်ဒါလူကြီးတွေရှိအယူပြတာဒါကျွန်တော်ကြီးတွေအပြည့်တိုက်ဆိုင်နေကြတာပါကြည့်နေတယ်